အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တားငယ်ဆိုင်ရာကုတားငယ်ဖြစ်ပါတယ်နောက်ဆိုင်လည်းအပြင်ကိုတီယူအလားရှမ်းကောတိုင်းတွေဖြစ်ပါတယ်နောက်ဆိုင်ကရိုးရာထောင်းတုံရတယ်ဒါနဲ့ပတ်သက်တဲ့မီနူးတွေဆိုစုံရပါတယ်ကုတီရတယ်ကုတီရရှမ်းကောတွေလည်းရပါတယ်မာလာနဲ့ပတ်သက်မီနူးတွေလည်းစုံရပါတယ်ဗျာနောက်ဆိုင်လေးကိုညာသေးတန်းတွေကဖွင့်လာဆိုရင်17နှစ်တော့ရှိပါခင်ဗျာနောက်ဆိုင်မှာဆိုရင်အေးပိုင်းဆိုလို့ရှိရင်လည်းဘာဘက်တီးရတယ်ဒီစစ်တွေရတယ်ဂျေကမီရှိတ်တွေလည်းရပါတယ်ဗျာကျွန်တော်တိုင်မှာဆိုရင်ရိုးရာထောင်းတွေကဆိုရင်တင်မောရောင်းလူစားများပါတယ်ဗျာတင်မောရောင်းစားရတယ်ချက်ချောင်းတောင်းစားရတယ်ပင်လယ်သာစီဦးစုံတောင်းစားကြပါတယ်တကြောလုံးတောင်းလည်းရပါတယ်ခင်ဗျဘုံဘတ်ထောင်းလည်းရပါတယ်အကြိုက်ဆုံးမီနူးတွေစားများဆိုရင်ပြင်ရိုးရာတင်မောရောင်းနဲ့ချက်ချောင်းတောင်းစီဦးတောင်းစားများဆုံးပါကျွန်တော်ဆိုင်ရဲ့ရောင်းအောင်ဆုံးမီနူးကဆိုရင်ကုတီဖြစ်ပါတယ်ကုတီကိုကျွန်တော်ဆိုင်မှာလူစားအများဆုံးမှာဖြစ်ပါတယ်ကျွန်တော်ဆိုင်မှာဆိုရင်ငါးနဲ့ပတ်သက်မီနူးတွေကတော့ငါးတက်များရတယ်ငါးခဲဘက်ရတယ်ငါးထိုင်းစော့ရတယ်ငါးမုံတွေရတယ်ငါးမလာရပါတယ်ဒီကရောင်းကောင်းဆုံးမီနူးငါးထဲမှာဆိုရင်ငါးခက်ဘက်နဲ့ငါးတက်များအစားများဆုံးပါနောက်ထိုင်မှာဆိုရင်မာလာနဲ့ပတ်သက်မီနူးတွေကတော့မာလာရှန်ကောရမယ်မာလာဟင်းရမယ်မာလာမောက်ချိုက်ရမယ်မာလာအိုးရပါမယ်ခင်ဗျာမာလာအိုးကလည်းကျွန်တော်哋မှာတစ်ထွင်ထားတဲ့မာလာအိုးပါအဲ့ဒါလည်းမီနူးကလူကြိုက်များဆုံးမီနူးပဲမပါပါတယ်နောက်ဆိုင်ထဲမှာဆိုရင်ရေတောင်ဟင်းတွေမှာဆိုချက်ချောက်ချန်တန်ဟင်းရဲ့ခရတာတောက်တန်းဟင်းရဲ့ရောင်းကောင်းပါတယ်နောက်တိုင်မှာပြန်ကြော်လိုင်းတွေကဆိုရင်ထမင်းကြော်တွေလည်းရပါတယ်ထမင်းကြော်ဆိုရင်ပရှူးရမယ်ရိုးရထမင်းကြော်ရမယ်ဒီတော့ထမင်းကြော်ရမယ်မာလာထမင်းကြော်ရမယ်အမီထမင်းကြော်လည်းရပါတယ်ခင်ဗျာနောက်ဆိုင်လေးရဲ့လိမ့်စာဆိုရင်ပြင်ဖောင်းပြင်စတူဘေးကဲရလန်တီတာလန်နေပြီးတော့လမ်းနဲ့ဆက်လေးမှဖွင့်လှစ်ထားပါတယ်လမ်းဘေးမှာလည်းလမ်းကြောင်ဆိုင်မို့လေးလည်းကုန်တက်ထားပါတယ်ခင်ဗျာနောက်ဆိုင်ရဲ့ဆိုင်ခွင့်ခြင်းဆိုရင်ပြင်မနက်10:00နာရီနဲ့ညနေ9:00နာရီရပါတယ်ခင်ဗျာနောက်ဆိုင်လေးကိုစတူဘေးနိုင်ရက်တီနိုင်အောင်လို့အားပေးလာတဲ့ customer အားလုံးကိုသူကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်လက်ရလေးကိုဒီဆိုင်ကြီးကို customer အတိတ်ကိုလည်းဖိတ်ခေါ်ပေးရစီကျွန်တော်ဒီဆိုင်လေးကိုဖွင့်တဲ့ရွေးကကျွန်တော်ချက်ပြောဝါသနာပါလို့ဖွင့်ပြတာပါကျွန်တော်ရဲ့လက်ရလေးကိုစားသုံးသူတွေကျင်းတတ်သွားရင်ကျွန်တော်ပီတိအများကြီးဖြစ်မိပါတယ်။ဘိုက်ချနေရင်ဗာသားပါလေ။